Chelsea နဲ့ပတ်သက်ရင်တော်တော်ကိုမျှော်လင့်ချက်တွေကမဲ့စရာတွေကျွန်တော်ဖြစ်လာပါပြီသိလားစဉ်းစားကြည့်ဗျာကျွန်တော်တို့ပရီးမီးယားလိဂ်မှာနောက်ဆုံး6ပွဲဆက်တိုက်ရှုံးထားတယ်နောက်ဆုံး6ပွဲဆက်တိုက်ကျွန်တော်ရှုံးထားတယ်ကျွန်တော်တို့ပဲ Chelsea ရဲ့ပေါ့နော်ဒီဘောလုံးပွဲကျွန်တော်စကြည့်လာတဲ့အချိန်ကလေးကနေပြီးတော့တွေးကြည့်ရင်ပရီးမီးယားလိဂ်မှာနောက်ဆုံး6ပွဲဆက်တိုက်ရှုံးနေဆိုတာဘယ်လောက်ထိစုပ်ပြတ်တက်နေပါလဲဆိုတာလက်ရှိဒီနှစ်တင်းရဲ့ကြားထဲမှာတော့နှစ်တင်းစလုံးရဲ့အခြေအနေတွေကကွာဟမှုတွေကျွန်တော်များပါတယ် Chelsea ဆိုလို့ရှိရင်ပရီးမီးယားလိဂ်နောက်ဆုံး6ပွဲဆက်ဆိုသူတို့ကျွန်တော်ရှုံးနေထားပြီးတော့လီဗာပူးတင်းရဲ့ဘက်ကတော့ Manchester United ကိုရှုံးနေထားတာကလွှဲရင်ရှေ့မှာ3ပွဲဆက်တိုက်သူတို့ပရီးမီးယားလိဂ်မှာအနိုင်ယူထားတာအဲ့တော့နှစ်တင်းရဲ့ကြားထဲမှာလည်းဒီယာဒီပိတ်သိမ်းနိုင်မှုအခြေအနေကြမှာကွာဟချက်တွေကကျွန်တော်ရှိနေတယ်လီဗာပူးတင်းရဲ့ဘက်ကတော့ Champions League ဝင်ခွင့်ရဖို့ရှိတယ်ဒါပေမဲ့လို့အခုချိန်မှာ 100% အာမခံမှုမရှိသေးတော့လီဗာပူးတင်းရဲ့ဘက်ကလည်းဒီထက်အမှတ်တွေမလျော့ဖို့ရည်သူတို့ကြိုးပမ်းနေရပြီနော်ဆိုတော့ဒါအပြင် Chelsea ဘက်ကကျွန်တော်ကြည့်မယ်ဆိုရင်လည်းပဲအဆင့်6ကိုသူတို့တက်နိုင်နေများပြန်တက်နိုင်အောင်ကျွန်တော်လုပ်ရမှာဘာကြောင့်လဲဆိုတော့ Aston Villa ကလက်ရှိ Premier League မှာဆိုလို့ရှိရင်အဆင့်9နေရာမှာရှိနေပြီးတော့ Europa League Final ကိုတက်သွားပါပြီအကယ်လို့ Europa League Final မှာ Aston Villa သာဖလားရခဲ့မယ်ဆိုလို့ရှိရင်အဆင့်6နေရာကဒီ Premier League အသင်းဒီ Champions League ဝင်ခွင့်ရမှာအဲ့တော့ Chelsea ကအဲ့ဒီအဆင့်6ကိုတက်နိုင်နေများပြန်တက်နိုင်ဖို့လိုတယ်လောလောဆယ်မှာဘုံမောက်ရှိနေတယ်52မှတ်နဲ့လက်ရှိ Chelsea က48မှတ်အဲ့တော့ဒီတင်းရဲ့ကြားထဲမှာဘလောက်မှကျွန်တော်မကွာပါဘူးအမှတ်ကနောက်ထပ်3ပွဲလောက်လေကျွန်တော်ကစားဖို့ကြံသေးတယ်ဆိုတော့နောက်ဆုံးပွဲစဉ်ထိကိုအဲ့ဒီအဆင့်6နေရာကလူရလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဘရန်ဖို့လည်းပဲ51မှတ်ဘရိုက်တန်ကရမှတ်50 Chelsea က48မှတ်ဆိုတဲ့ပုံစံမျိုးအဲ့တော့ Chelsea အနေနဲ့အဆင့်6ကိုရောက်နိုင်ဖို့ဒီသူတို့အတွက်တက်နိုင်နေမြပါနော်ဒီယာဒီပိတ်သိမ်းဘယ်လိုပြောမလဲဒီရည်ရွယ်ချက်ဖြစ်တင်တယ်ပြဿနာကလက်ရှိ Chelsea ပဲကျွန်တော် Chelsea နဲ့ပတ်သက်လို့စပြောအောင် Chelsea ဘက်ကဂါနာချူတို့ဘာလို့ဆက်ပြီးတော့ပါအောင်မှမဟုတ်သေးဘူးပက်ထရိုနေတိုလို့ဒီပွဲမှာပါအောင်မှမဟုတ်သေးဘူးလို့ကျွန်တော်သိရတယ်